အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ပြီးခဲ့တဲ့ပေါ့မတ်လ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ပြပတ်သွားမှာဖြစ်ပါတယ်ဒီပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုပေါ့လေဗဟိုပြုပြီးတော့ဒီ pressure scale 9.9နဲ့ဒီမြောက်10ကီလိုမီတာနေပေါ့လေလှုပ်ခတ်သွားခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ပြပတ်သွားမှာဆိုလို့ရှိရင်အဲ့ဒီငလျင်ပေါ့လေစကိုင်းမြို့အနီးကိုဗဟိုပြုပြီးတော့လှုပ်ခတ်သွားတယ်ဆိုမဲ့လို့အဲ့ဒီနားမှာရှိတဲ့မြို့ကြီးတွေဖြစ်တဲ့ပေါ့စကိုင်းရဲ့မန္တလေးရဲ့ပြီးတော့အဲ့ဒီမြို့ကြီးတွေမှာထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့ကြတာဖြစ်တယ်လို့တခြားမြို့နယ်တချို့မှာလည်းပဲထိခိုက်မှုတွေဒီငငယ်ပေါ့လေရှိခဲ့ကြတာပဲဖြစ်တယ်ဒါကြောင့်မို့လို့နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပေါ့လေအရေးပေါ်ကိစ္စရေးအတွက်ဆိုပြီးတော့ဒီပြည်ပနိုင်ငံကပေါ့လေတစ်ဖက်ဖွဲ့စည်းဖို့မဆိုဝင်ရောက်ကူညီပေးဖို့ဒီပြည်တာခံရဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီပြည်ပနိုင်ငံခေါင်းဆောင်ဒီတချို့တွေကပေါ့လေဒီနိုင်ငံတော်ဝန်ကြီးချုပ်စီကိုပေါ့ဒီအရေးပေါ်ကိစ္စရေးအတွက်ဒီဖုံးဆက်ပြီးတော့ဒီအခုကဒီစာနဲ့ရောဒီအကြောင်းကြားခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့ဒီငလျင်ကြောင့်ပေါ့လေဖြစ်ခဲ့ကြတဲ့အပေါ်မှာဒီပြည်ပနိုင်ငံခေါင်းဆောင်တချို့ပေါ့လေနိုင်ငံတော်ဝန်ကြီးချုပ်တို့ကိုစာနဲ့ရောဖုံးနဲ့ရောဝန်ကြီးကြောင်းပြောခဲ့ကြတာဖြစ်တယ်လို့ဒီရေးတော်ကိုကူညီပေးမယ်ဆိုပြီးတော့ပြောခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အဲ့ဒီငလျင်လှုပ်ပြီးတော့ကြားခင်မှာပဲဒီပြည်ပနိုင်ငံတချို့ပါပေါ့လေဒေသရေးအတွက်ဒေသရေးအဖွဲ့ဝင်ရောက်လာခဲ့ကြဖြစ်ပါတယ်ဒီဒေသရေးအဖွဲ့ဝင်ပေါ့ချက်ချင်းဆိုသူရောက်လာကြတဲ့နိုင်ငံတွေကတော့တရုတ်ရဲ့ရုရှားရဲ့အိန္ဒိယရဲ့အခုကထိုင်းဗီယက်နမ်မလေးရှားစင်ကာပူနိုင်ငံတွေဖြစ်တယ်ဒီနောက်ပြည်ပနိုင်ငံတချို့ကလည်းဒီအဖွဲ့ဝင်နိုင်ငံတွေမရောက်လာနိုင်ငံပြင်မဲ့လို့ဒီဒေသရေးအတွက်ဒီလူသားချင်းစာနာမှုတွေအတူနေနဲ့ထပ်ပင့်ပစ္စည်းတွေကိုကူညီပေးခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံဆိုလို့ရှိရင်ဒေသရေးအတွက်ပေါ့အဖွဲ့ဝင်288ဦးရောက်လာကြတာဖြစ်ပြီးတော့အရေးပေါ်လူသားချင်းစာနာမှုအကူအညီဖြစ်ပေါ့လေယူန်တန်100အပြင်နောက်ထပ်ကေဇရေးပစ္စည်းတန်းချင်း20ကိုလည်းအကူအညီပေးခဲ့တာဖြစ်ပါတယ်အိန္ဒိယနိုင်ငံဆိုလို့ရှိရင်ကေဇရေးအတွက်ပေါ့လေအဖွဲ့ဝင်118ဦးရောက်လာကြတာဖြစ်ပြီးတော့ကေဇရေးပစ္စည်းပေါ့လေ85တန်းအကူအညီပေးခဲ့တာဖြစ်တယ်ဒီရုရှားနိုင်ငံဆိုလို့ရှိရင်လည်းကေဇရေးဝန်ထမ်းပေါ့လေအဖွဲ့ဝင်120ဦးရောက်လာတာဖြစ်ပြီးတော့ကေဇရေးပစ္စည်းတော်တော်များလည်းအကူအညီပေးခဲ့တာဖြစ်တယ်လို့စေယုံလင်းပစ္စည်းပေါ့လေစေယုံလင်းပစ္စည်းလည်းအကူအညီပေးခဲ့တာဖြစ်တယ်မလေးရှားနိုင်ငံဆိုလို့ရှိရင်ကေဇရေးအဖွဲ့ဝင်50နဲ့ဒီကူညီကေဇရေးပေါ့လေပစ္စည်းအတွက်တန်30အကူအညီပေးခဲ့တာဖြစ်ပါတယ်စင်ကာပူနိုင်ငံကဆိုလို့ရှိရင်လည်းကေဇရေးတော်အဖွဲ့ဝင်94ဦးရောက်လာကြတာဖြစ်တယ်ထိုင်းနိုင်ငံကဆိုလို့ရှိရင်လည်းအဖွဲ့ဝင်55ဦးရောက်လာတယ်ပြီးတော့ဒီဗီယက်နမ်နိုင်ငံကဆိုလို့ရှိရင်လည်းကေဇရေးအဖွဲ့ဝင်ပေါ့လေ106ဦးရောက်လာတာဖြစ်ပြီးတော့ကေဇရေးပစ္စည်းတန်30အကူအညီပေးခဲ့တာဖြစ်ပါတယ်တခြားပေါ့လေပြည်ပနိုင်ငံတချို့